တို့ကြီးပိုင်းနေရတော့မင်းတို့အဲ့ဒီဘက်ကိုသွားလို့ရှိရင်ပြောင်းလို့ရှိရင်မင်းတို့လက်နက်ကိုယူပြီးတတ်မှာတတ်မယ်မင်းတို့ပြီးတော့မင်းတို့သွားလို့ရှိရင်လည်းမင်းတို့အဆင်မပြေဘူးအဲ့လိုတွေသူတို့ကတည်င်းနေလွှင့်ထားတယ်လွှင့်ကြောင်းသင်းကားလာကြောင်းသင်းလာတဲ့ကလေးတွေကိုအဲ့လိုတွေပြောပြီးတော့သူတို့ပြောမျိုးခြောက်ထားတာပေါ့ခြောက်ထားတာသူတို့ကသွားရင်တတ်မှာပဲဆိုတော့အတွေးကြီးကသူတို့ခေါင်းထဲမှာအမြဲတမ်းရှိတယ်ဒါကျွန်တော်လည်းအရင်တော့ဝင်ခဲ့ဘူးပါတယ်အဲ့လိုခေါင်းတော့အတွေးကြီးကငါတို့သွားရင်ငါတို့တတ်မှာပဲဆိုတကယ်ပဲမြေပြင်မှာကျွန်တော်တို့ဒီမှာကိုလိုဖွဲ့နေတွေ့တဲ့ခါကျတော့တွေးကြိုတာကိုတွေ့ရတော့ကျွန်တော်ဝမ်းသာတယ်သူတို့ပြောတဲ့ပုံစံတိုင်းသိမယ်ဆိုရင်ကျွန်တော်အရင်20ကျော်ပြီးသိတာဒီဘက်မှာကျတော့ကျွန်တော်တို့အခုတွေ့ရတာကျတော့ညီလိုကိုလိုပဲဆက်ဆံကြတာညီလိုကိုလိုဆက်ဆံနေညီကိုမောင်နှမအရင်လိုပဲနေကြတာကျွန်တော်ပြောချင်တာကတော့ကွာဒီပို့ကိုတွေ့လို့ရှိရင်ကျွန်တော်ရဲဘော်တွေရောကျွန်တော်ညီလိုကိုလိုခင်တဲ့လူတွေရောညီရတက်နေတဲ့ဆက်သွယ်ပြီးတော့ထွက်ခဲ့ပါလို့ကျွန်တော်ကတော့မှားချင်တယ်နာမည်ကတော့တူတက်ချက်လှမင်းဖြစ်ပါတယ်ကျွန်တော်ကိုယ်ပိုင်နံပါတ်ကတော့တောင်းမှု325 4ခုနှစ်ကျွန်တော်တက်ခဲ့တဲ့တင်တန်းကျောင်းကတော့ပသိမ်လေးချင်း6မှာကျွန်တော်တင်တန်း6လတက်ပြီးတော့သူတင်တန်းစင်းကာလာတင်တန်းစင်းတော့ကျွန်တော်မော်ချွန်းခမ934ကိုကျွန်တော်တာဝန်ကျခဲ့ပါတယ်တာဝန်ကျပြီးတော့မော်ချွန်းခမ934မှာတစ်ဆင့်2022မှာကျွန်တော်တက်ပြောင်းရွှေ့ကာလာနဲ့ကျွန်တော်ကြောင်မြောင်းခလာစနစ်ကိုကျွန်တော်တာဝန်ရွှေ့ပြောင်းထမ်းဆောင်ခဲ့ပါတယ်တိုက်ပွဲလေးတွေလည်းပါပြောမှဆိုတွေ့ကြုံလေးတော့လည်းရှိတာပေါ့ရှိတယ်ဆိုတော့ကျွန်တော်ဂျမ်မာသွားလာလေးနဲ့ဂျမ်မာကားတွေမှာကျွန်တော်တို့မိုင်းဆွဲတိုက်ခိုက်လာလေးတော့လည်းပါခံခဲ့ရပါတယ်လောက်လာရင်အကြောင်းရင်းကတော့ဒီထက်လန်အောက်ပြီးကာလာကြီးကိုကျွန်တော်မနေနိုင်လို့ရဲဘော်အချင်းချင်းပေါ်လဲစာနာနဲ့စိတ်နဲ့ကျွန်တော်ဒီစီဒီအန်လောက်လာခြင်းဖြစ်ပါတယ်စက်တိကာလာအနာသိန်းလုံးကကျွန်တော်မော်ကျွန်းခမ်းမ934မှာပဲရှိစီ934မှာကျွန်တော်အမှလုံုံကြီးတာဝန်တော့ကျွန်တော်ထမ်းဆောင်ရတယ်လုံုံကြီးတာဝန်ထမ်းဆောင်တဲ့မျိုးကတော့ဒီဖြားပုံမှာလုံုံကြီးတာဝန်ကျွန်တော်ယူထားရတယ်အာနာသိန်းလုံးကတော့ဒီဟာခဏပါခဏအာနာသိန်းကိုပြောမှလို့အာနာကိုသူတို့ခဏထင်းသိမ်းထားတာပေါ့6လတိုင်တလန့်တန်ဒီသူခဏထင်းသိမ်းထားတာဆိုပြီးတော့အခုလက်ရှိကာလာကြီးကျတော့သူတို့ကတော့အမြဲတလေကြီးဖြစ်သွားတာတက်ထဲမှာတော့ငန်းကြီးမင်းပြောမယ်ဆိုရင်ကွာထောင်သားနဲ့မကွာဘူးထားတာအပြင်ကပြောမယ်ဆိုရင်အပြင်ကအကြောင်းအရာတွေကိုဘာမှမသိရဘူးမျက်လုံးပိတ်နားပိတ်အကုန်ထားတာအပြင်ကအကြောင်းအရာတွေသိမှဆိုလို့ဒီ Facebook လေး line နဲ့သုံးလာတော့မှပဲလိုက်စစ်စီဒီအန်လုပ်ဖို့ကျွန်တော်တလားလောက်ကိုကျွန်တော်တော်တော်လေးကိုကြိုးစားတယ်တလားလောက်ဆိုတော့ကျွန်တော်အဆက်အသွယ်တွေကိုရအောင်လို့ကျွန်တော် like ချိတ်ပြီးတော့ကျွန်တော်စီဒီအန်လုပ်ဖို့ကျွန်တော် Facebook ပေါ်မှာရော like ပုံနေပေါ် TikTok ပေါ်မှာရောကျွန်တော် like ရှာပြီးတော့ကျွန်တော်တန်ငယ်ချင်းတယောက်နဲ့တွားတွေ့တော့မှကျွန်တော်အခုလိုစီဒီအန်လုပ်လာတော်တော်ခက်ခဲပါတယ်လက်နက်တွေသိမ်းတာတော့ကျွန်တော်အကြောင်းအရာတော့မသိဘူးဗျလက်နက်တွေသိမ်းတဲ့အကြောင်းအရာတော့သူတို့ကတိုင်းမှုကပြောမှဆိုရင်ကျွန်တော်တို့ဒီ33ထဲမှာဆိုလို့ချင်းသူတက်မှမှုအစီအစဉ်နဲ့သိမ်းတာပေါ့တက်မှမှုအစီအစဉ်နဲ့သိမ်းသွားတာဆိုပြီးတော့သိမ်းသွားတာပဲရှိတာကျွန်တော်တို့ဘာအကြောင်းအရာတော့မပြောဘူးကျွန်တော်ယူလာတဲ့လက်နက်ငယ်ကပြောမှဆိုရင်ကင်းသမားရဲ့လက်နက်ငယ်ကိုကျွန်တော်ယူလာကင်းသမားရဲ့လက်နက်ငယ်ကိုဘယ်လိုယူလာလဲဆိုကင်းသမားကိုကျွန်တော်တပတ်ရိုက်ပြီးတော့ပေါ့ရက်တိုက်ပြီးတော့ကျွန်တော်ယူလာတော့ရအောင်ယူလာမယ်ဆိုပြီးတော့သူတို့အကြီးပိုင်းနေရတော့မင်းတို့အဲ့ဒီဘက်ကိုသွားလို့ရှိရင်ပြောင်းလို့ရှိရင်မင်းတို့လက်နက်ကိုယူပြီးတတ်မှာတတ်မယ်မင်းတို့ပြီးတော့မင်းတို့သွားလို့ရှိရင်လည်းမင်းတို့အဆင်မပြေဘူးအဲ့လိုတွေသူတို့ကတည်င်းနေလွှင့်ထားတယ်လွှင့်ကြောင်းသင်းကားလာကြောင်းသင်းလာတဲ့ကလေးတွေကိုအဲ့လိုတွေပြောပြီးတော့သူတို့ပြောမျိုးခြောက်ထားတာပေါ့ခြောက်ထားတာသူတို့ကသွားရင်တတ်မှာပဲဆိုတော့အတွေးကြီးကသူတို့ခေါင်းထဲမှာအမြဲတမ်းရှိတယ်ဒါကျွန်တော်လည်းအရင်တော့ဝင်ခဲ့ဘူးပါတယ်အဲ့လိုခေါင်းထဲအတွေးကြီးကငါတို့သွားရင်ငါတို့တတ်မှာပဲဆိုတကယ်ပဲမြေပြင်မှာကျွန်တော်တို့ဒီမှာကိုလိုဖွဲ့နေတွေ့တဲ့ခါကျတော့တွေးကြိုတာကိုတွေ့ရတော့ကျွန်တော်ဝမ်းသာတယ်အဲ့တော့သူတို့ပြောတဲ့ပုံစံကြီးနဲ့ကွာတယ်သူတို့ပြောတဲ့ပုံစံတိုင်းသိမယ်ဆိုရင်ကျွန်တော်အရင်20ကျော်ပြီးသိတာဒီဘက်မှာကျတော့ကျွန်တော်တို့အခုတွေ့ရတာကျတော့ညီလိုကိုလိုပဲဆက်ဆံကြတာညီလိုကိုလိုဆက်ဆံနေညီကိုမောင်နှမအရင်လိုပဲနေကြတာ
အခုလက်ရှိပုံစံမျိုးနဲ့ဆိုလို့ရှိရင်အခုလိုပါစာရင်းနဲ့တိုက်ပွဲဆက်ဝင်နေမယ်ဆိုရင်တော့ရှုံးမှာပဲစစ်ကတော့အများနဲ့ရှုံးနေဦးမှာပဲကျွန်တော်ပြောချင်တာကတော့ကွာဒီပို့ကိုတွေ့လို့ရှိရင်ကျွန်တော်ရဲဘော်တွေရောကျွန်တော်ညီလိုကိုလိုခင်တဲ့လူတွေရောညီရတက်နေတဲ့ဆက်သွယ်ပြီးတော့ထွက်ခဲ့ပါလို့ကျွန်တော်ကတော့မှားချင်တယ်